Taurus ပြိတ္တရာသီပွားများအတွက်2026ခုနှစ်ဇူလိုင်လတလစာဟောစတန်အခုပထမဆုံးအခြေရင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးချင်ပါတယ်ဒီလအစပိုင်းမှာအခြေရင်းနဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေထဲမှာစွမ်းရည်အသစ်တွေစီးဝင်လာပါလိမ့်မယ်တကယ်တော့ရှိပြီးသူတွေအနေနဲ့ပွင့်လင်းစွာပြောဆိုဆက်ဆံခြင်းကတဦးနဲ့တဦးပုံမနီးစပ်စီမှာပါအထူးသဖြင့်အနာဂတ်အစီအစဉ်တွေကိုဆွေးနွေးတိုင်ပင်မှုအကောင်းဆုံးအချိန်ဖြစ်ပါတယ်လူရိုလူလို့များအတွက်ကတော့မိမိနဲ့စိတ်ဝင်စားမှုတူတူတအုပ်နဲ့ဆက်ဆံရေးတစ်ခုဖြည်းဖြည်းချင်းစတင်လာနိုင်ပါလိမ့်မယ်။အခြေရေးကိုလောတကြီးမလုပ်ဘဲအခြေယူပြီးတိဆောက်သွားဖို့လိုအပ်ပါတယ်။ဒါရက်တွေကုန်လုံးလာနဲ့အမျှစိတ်ပိုင်းဆိုင်ရာရင်းနှီးမှုကပိုပြီးတော့အရေးပါလာပါလိမ့်မယ်။ဇုံထဲများအနေနဲ့ပွင့်လင်းတဲ့စကားဝိုင်းတွေကတစဉ်ယုံကြည်မှုကိုပုံမခိုင်မာအောင်လှုံ့ဆော်နိုင်မှာပါ။လူလိုများကတော့မိမိရဲ့တည်ငြိမ်တဲ့ယုံကြည်မှုနဲ့ရိုးသားတဲ့ရည်ရွယ်ချက်တွေကြောင့်အခြားသူတွေကိုဆွဲဆောင်နိုင်ပါလိမ့်မယ်။အားလည်းပိုင်းမှာမိမိရဲ့ကိုယ်ပိုင်တန်ဖိုးနဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပြန်လည်သုံးသပ်ဖို့အချိန်ကောင်းဖြစ်ပါတယ်မိမိကိုယ်နဲ့ဖြစ်စေလက်တွဲပေါ်နဲ့ဖြစ်စေတန်ရောစဉ်ကိုခိုင်မာအောင်လုပ်ခြင်းကရေရှည်တည်တံ့တဲ့အချက်တွေကိုဖြစ်ပေါ်စေပါတယ်။လားရဲ့ဒုတိယပိုင်းမှာတော့ပုံပုံနဲ့ရှိုင်းတဲ့အကြောင်းအရာတွေကိုတဘာဝကြဆွေးနွေးပြကြပါလိမ့်မယ်။လူတို့များအနေနဲ့အလွန်လိုက်ပတ်မဲ့အခြေဆက်အသစ်တစ်ခုရရှိနိုင်ပြီးမဲ့စိတ်ရှည်ဖို့လိုအပ်ပါတယ်။အကုံပိုင်းမှာတော့အခြေရေးကပုံမဟန်ချက်ညီပြီးတော့အပြန်အလှန်လေးစားမှုရှိလာမှာဖြစ်ပါတယ်။ဆက်လက်ပြီးကျမ်းမာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးချင်ပါတယ်။ဒီလဟာနေ့စဉ်ကျမ်းမာရေးအလေးအထားတွေမှာဟန်ချက်ညီမှုကိုရှာဖွေထိန်းသိမ်းရမယ့်လဖြစ်ပါတယ်။ခန္ဓာကိုယ်စွမ်းရည်ကတည်ငြိမ်နေတာကြောင့်ကောင်းမွန်တဲ့အလေးထားအသစ်တွေစတင်မှုတင့်တော်ပါတယ်။လမ်းလျှောက်ခြင်းအကျော်ဆန့်ခြင်းဒါမှမဟုတ်အပေါ်စားရည်ကူးခြင်းစားတဲ့ကိုယ်လက်လှုပ်ရှားမှုမျိုးကိုရွေးချယ်ပါမိမိကိုယ်ကိုအလုံးမင်းပင်မနှွမ်းနဲ့မတော်အားစေပဲတက်ကြွနေစေမယ့်အရာမှန်သမျှကိုလှုပ်ဆောင်နိုင်ပါတယ်။အားလည်းပိုင်းမှာတော့ပုံမှန်ချက်ပို့ပြီးတော့မောပန်းနွမ်းနေတယ်လို့ခံစားရတတ်ပါတယ်ဒါဟာအလုပ်တွေကိုရှော့ချပြီးအနားယူခြင်းနဲ့မိမိကိုယ်ကိုကျင်နာစွာဂရုစိုက်ဖို့ခန္ဓာကိုယ်ကပေးတဲ့အချက်ပြချက်ဖြစ်ပါတယ်တကယ်ခွန်အားတွေပင်စွမ်းနိုင်ပြီးအစာချိန်စနစ်ကိုကောင်းမွန်စေတဲ့အစားအစာတွေကိုရွေးချယ်စားသုံးပါအားကောင်ပိုင်းစီကိုရောက်လာတဲ့အခါပြင်းပြင်းထန်ထန်လှုပ်ဆောင်တာတဲ့ပုံမှန်ဆွဲရှိလှုပ်ဆောင်မှုကပို့ပြီးတော့အရေးကြီးပါတယ်တရားထိုင်ခြင်းဒိုင်ယာရီရေးခြင်းသို့မဟုတ်အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းစတဲ့စိတ်ငြိမ်းချမ်းမဲ့အရာများကိုလှုပ်ဆောင်ပါအလုံးစုံကျမ်းမာကြံ့ခိုင်မှုအတွက်စိတ်ခံစားမှုနဲ့အိပ်ဆက်ခြင်းနှစ်ခုစလုံးကအလွန်အရေးကြီးပါတယ်။ဟန်ချက်ညီမှုနဲ့တတိရှိရှိရွေးချယ်နေထိုင်မှုတွေကလာကုန်ချိန်မှာလန်းဆန်းတက်ကြွစေမှာဖြစ်ပါတယ်။ဆက်လက်ပြီးငွေကြေးဗဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးချင်ပါတယ်။ဒီလဟာငွေကြေးဗဏ္ဍာရေးပိုင်းအတွက်အလားအလာအလွန်ကောင်းမွန်စွာစတင်နိုင်မယ့်လဖြစ်ပါတယ်။အကယ်၍ငွေစုဆောင်းခြင်းသို့မဟုတ်ယင်းနှိမ့်မြုံနှံမှုတွေလုပ်ထားရင်စ조사မှုရလဒ်တွေစတင်ပြီးတွေ့ရပါလိမ့်မယ်။ဒါရဲ့အစာပိုင်းမှာပဲဗဏ္ဍာရေးရည်မှန်းချက်တွေကိုတေချာပြန်နဲ့သုံးသပ်ပြီးတော့စစ်ဆေးဖို့လည်းပြုလုပ်သင့်ပါတယ်။ထင်ထားတာအထက်ရည်မှန်းချက်ပန်းနိုင်တဲ့ပုံမနီးစက်နေတာကိုအမောပွဲတွေ့ရှိရနိုင်ပါတယ်။ဒါလည်းပိုင်းဝန်းကျင်မှာတော့ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီးတော့အထူးသတိပြုပြီးစီရင်ရမယ့်အချိန်ဖြစ်ပါတယ်။မမျှော်လင့်ပဲအပူငွေများဝင်လာလျင်ငွေကိုအလဟတာဖြုံးထိခြင်းနဲ့စိတ်ကိုထိန်းချုပ်ပါ။အပျော်ပါအတွက်သုံးမဲ့အစာကိုအတွက်အမှန်တကယ်အဓိပ္ပာယ်ရှိမဲ့အရာတွေအတွက်ပဲစုဆောင်ပါ။လက်တွေကုန်လွန်လာနဲ့အမျှအသုံးစရိတ်ဘတ်ဂျက်ကိုပြန်လည်တွက်ချက်ဖို့အချိန်ကောင်းဖြစ်ပါတယ်။လက်တွေ့ကြတွေးခေါ်တတ်တဲ့စိတ်နေစိတ်ထားကလမ်းကြောင်းမှန်ပေါ်မှာရှိနေစေပါလိမ့်မယ်။ယင်းဒီမြုံနှံမှုကမိမိရဲ့ရေရှည်ပန်းနိုင်ကိုအမှန်တကယ်ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။အကောင်ကန်ဒီအချိန်မှာတော့စွမ်းရည်တွေကိုသုံးပြီးငွေကြေးကိစ္စရပ်တွေကိုစနစ်တကျစီစဉ်စုစည်းပါ။ဒါစဉ်ပေးချေနေရတဲ့ subscription အခကျွေးငွေတွေနဲ့သုံးစွဲမှုအလေးထားတွေကိုစစ်ဆေးပြီးလိုအပ်တယ်လို့ပြင်ဆင်ပါ။ယခုလှုပ်ဆောင်လိုက်တဲ့အဆင့်မှန်မှန်ခြေလှမ်းတွေကရေရှည်ငွေကြေးလုံခြုံမှုအတွက်အုံမြင့်ဖြစ်လာပါလိမ့်မယ်။ဆက်လက်ပြီးအလောက်ကိုင်းတံမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးချင်ပါတယ်။လားရဲ့အစာပိုင်းမှာလမ်းကြောင်းအမျိုးမျိုးကနေခွင်လန်းတစ်တွေတပြိုင်နက်ပေါ်ပေါက်လာတတ်ပါတယ်။ဒါဟာစိတ်လှုပ်ရှားစရာကောင်းပေမဲ့လူကိုပင်ပန်းစေနိုင်လို့ဘယ်အရာကိုအချိန်ပေးရမလဲဆိုတာကိုသိချရွေးချယ်ပါ။ဒီချိန်ရည်မှန်းချက်တွေကိုပံ့ပိုးပေးနိုင်မဲ့အခွင့်အရေးမျိုးကိုသာလက်ခံလှုပ်ဆောင်မှလုပ်ငန်းခွင်အတွင်းလူမှုဆက်ဆံရေးကိုတတိပြုပါတတိလက်လို့ပြောဆိုလိုက်တဲ့စကားတစ်ခွန်းကတင်းမာမှုကိုဖြစ်စေနိုင်ပါတယ်။ဝိုင်းစီးပွားရေးသမားတွေအနေနဲ့မိမိတို့ရဲ့ marketing အစီအစဉ်တွေကိုပုံမကောင်းမွန်အောင်ပြင်ဆင်ပါလူတွေကိုအချက်လက်တွေအများကြီးနဲ့ဝင်ပြီးစေမယ့်အစားရိုးရှင်းပြီးရှင်းလင်းတဲ့ message မျိုးကပို့ပြီးတော့အလုပ်ဖြစ်စေပါတယ်။အားလည်းပိုင်းမှာတော့ PR တွေကြားထဲကနေပြီးတော့အရေးရှင်းကိုစမ်းသပ်စစ်ဆေးခြင်းခံရပါလိမ့်မယ်။စိန်ခေါ်မှုတစ်ရက်ပေါ်လာနိုင်ပေမဲ့ထက်မြက်တဲ့အတွေးခေါ်တည်ငြိမ်တဲ့ယုံကြည်မှုတို့နဲ့ကင်တွယ်နိုင်ပါလိမ့်မယ်။အားရဲ့ဒုတိယပိုင်းမှာတော့အာယုံဆိုင်မှုကရေရှည်ပြူဝါမြောက်စီမံကိန်းတွေစီကိုပြောင်းလဲသွားပါမယ်။လက်တလုံးလှုပ်ဆောင်ရမယ့်အလုပ်တစ်ခုတည်းတင်သမကပဲအနာဂတ်အတွက်ပါကြော်လွန်တွေးခေါ်မျှော်မြင်ရပါမယ်။အကောင်ကန်ဒီမှာတော့စ조사အထောက်မှုတွေအတွက်အတိမတ်ပြုချီးကျူးမှုများစွာရရှိလာနိုင်ပါတယ်။အခြားသူတွေကလှုပ်ဆောင်ချက်ကိုတတိပြုမိပြီးကမ်းလှမ်းမှုအသစ်တွေတို့မဟုတ်လမ်းညွှန်မှုတွေပေးလာပါလိမ့်မယ်။ခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်။လအစပိုင်းမှာစာပေလေးလာသင်ယူလို့စိတ်အာယုံဆိုင်မှုကဘယ်ချိန်ထက်မဆိုပိုမိုအကောင်းနေပါလိမ့်မယ်။
အကယ်၍အာယုံပြန်လည်မှုတွေကြောင့်အာယုံကန်နေရရင်အခုချိန်ကစာပုံမှန်ကြက်ဖို့အချိန်စရာတဲ့ပြန်ဝင်ဖို့အကောင်းဆုံးပါပဲအလုပ်တွေကိုတင်းငယ်ပြီးကန်တွေရလေကူတဲ့အဆင့်ကိုလေးတွေအဖြစ်ခွဲခြားလိုက်တာကအလုပ်ရှုဆိုင်တာကိုတားဆီးပေးပါတယ်။မှညံကပုံမထက်မြက်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဓိကဘာသာရွက်တွေကိုအာယုံစားရတာပုံမလဲကူပါလိမ့်မယ်။စာမေးပွဲတွေနီးကပ်နေပါကကိုယ့်ရဲ့ပုံမှန်စာချက်တဲ့အလေးထားတိုင်းဆက်လုပ်ပါဆွဲရှိလုပ်ရင်တိုးတက်မှုရလာပါလိမ့်မယ်။ရှင်းလင်းပြတ်သားတဲ့အချိန်စရာတစ်ခုသတ်မှတ်ထားခြင်းကပညာရေးအပေါ်မှာပြေးအဝအာယုံဆက်နိုင်စေဖို့ကူညီပေးပါလိမ့်မယ်။အားလည်းပိုင်းမှာတော့မိမိရဲ့စာပေလုပ်ငန်းခွင်တွေပေါ်စနစ်တကျနီလန်းတကျချင်းကလှုပ်ဆောင်ဖို့လိုအပ်ပါတယ်မိမိရဲ့အားနည်းချက်တွေနဲ့ပုံမအာယုံစိုက်ဖို့လိုအပ်တဲ့အားနည်းချက်ရှိတဲ့အပိုင်းတွေကိုတေချာခွဲခြားလေ့လာမှတ်သားပါစာတွေကိုပုံမှန်မပြတ်ပြန်နဲ့သုံးသပ်ပါအလုပ်တွေကိုပြီးစလွယ်ဆိုအတင်းလောတကြီးလှုပ်ဆောင်ခြင်းကိုရှောင်ခြင်းပါစာပေလေ့လာမှုမှာအစဉ်တစိုက်အားထုတ်မှုကသာအကောင်းဆုံးရလက်ကောင်းတွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်လကုံပိုင်းမှာတော့အာယုံစိုက်မှုကပုံမလာပြီးတော့ဘယ်လိုပညာရေးစိန်ခေါ်မှုမျိုးကိုမဆိုရင်ဆိုင်ဖို့ယုံကြည်မှုရှိလာပါလိမ့်မယ်အရာရာကိုစနစ်တကျစူးစီးပြင်ဆင်ထားပါမမေးလျော်သောဇွဲလုံးလိုက်ရှိပါကအောင်မြင်မှုကလက်ဝဲကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ဒီလားတော့ကတော့ဒီလောက်ပါပဲရှင်ကျမတို့ရဲ့ channel ကနေပြီးတော့လစဉ်အားတိုင်းမှာဆက်လက်ရသည်ပွားများအတွက်တလားစာဟောစတဲ့များဆောင်ရန်များကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးကြပါရှင်ရှင်လန်းရှင်းပေးကြပါကြရှင်